င်္ဂလာပါခင်ဗျာဒီတစ်ခေါက်တော့ကျွန်တော် major scales တစ်ခုရဲ့ diatonic 7 chords ဒီအကြောင်းကိုနည်းနည်းလေးပြောပြပါမယ်ခင်ဗျာ major scales တစ်ခုမှာ minor 7 chord 3ခု 2 minor 7 3 minor 7 6 minor 7ပြီးရင် major 7 chord နှစ်ခု 1 major 7 4th major 7ပြီးရင် 7 minor 7 flat 5 chord တစ်ခုအဲ့ဒါတော့ကျွန်တော်တို့ minor jazz ဒီမှာအသုံးများတဲ့ chord တစ်ခုပါပဲနောက်တစ်ခုကတော့ dominant 7 chord တစ်ခုပါဝင်ပါတယ်အဲ့တော့တခြင်းတစ်ပုတ်ရဲ့ key center လို့ပဲခေါ်ဒီတခြင်းကဘာ key နဲ့တီးထားတာလဲဆိုတာကိုကျွန်တော်တို့ရှာချင်နေဆိုရင် dominant 7 chord နဲ့ဆုံးဖြတ်လို့ရပါတယ်primary dominant 7 chord တော့ဖြစ်ရမှာပေါ့နော် secondary dominant 7 chord တော့မဟုတ်ရပါဘူးတော့မူလ key ရဲ့ dominant 7 chord နဲ့ဆုံးဖြတ်မယ်ဆိုရင်အဲ့ဒီ key ကိုကျွန်တော်တို့ကရှာဖွေနိုင်မှာဖြစ်ပါတယ် dominant 7 chord ပဲဖြစ်ဖြစ် major 7 chord ပဲဖြစ်ဖြစ် diminish 7 chord ပဲဖြစ်ဖြစ် 7 chord ဒီတီးတဲ့အခါမှာအပြည့်တီးမယ်ဆိုရင်တော့နှုတ်က၄ခုကန်ရတာဖြစ်တဲ့အတွက်ဘယ်ဘက်မှာတီးမယ်ဆိုရင်ဘယ်ဘက်ကိုသွားလေး low frequency များလာတာကြောင့်မလို့လေးလုံးလုံးအပြည့်တီးမယ်ဆိုရင်အတန်ကြီးရောထွေးပြီးတော့မှနေရပါတယ်ဒါကြောင့်7 chord တွေကိုတီးတဲ့အခါမှာကျွန်တော်ပြောချင်တာတော့ major 7 နဲ့ dominant 7 ကိုဆိုလိုချင်မှာနော်တီးမယ်ဆိုရင်နှုတ်နှလုံးနဲ့လည်းကျွန်တော်တို့တီးလို့ရတယ်နော် root နဲ့ကျွန်တော်7 note flat 7ဖြစ်7ကိုပဲဖြစ်ကျွန်တော်တို့တီးခြင်းအပြင် major 7တို့ကို dominant 7ရရှိမှာဖြစ်ပါတယ်အဲ့တော့ root နဲ့ကပ်ရက7 note တွေကိုကင်တာထက် root နဲ့ဝေးတဲ့ interval ဝေးတဲ့7 note တွေကိုကင်တာကပို့ပြီးတော့လှပါတယ်ပို့ပြီးတော့နားထောင်လို့ကောင်းပါတယ်ဒါကြောင့်ကျွန်တော်တို့7 chord တွေဟာ sonic ဖြစ်တယ် cinematic ဖြစ်တယ် rich ဖြစ်တယ်နားထောင်ရပို့ပြီးတော့ပြည့်ဝရှိတယ်ပို့ပြီးကျယ်ပြန့်တယ်လို့ခံစားရပါတယ်ဒါကြောင့်မလို့ရုပ်ရှင်နောက်ခံဒီမှာလဲ7 chord တွေကိုထည့်သုံးလေးရှိပါတယ်နော် dominant 7 chord ကတော့ကျွန်တော်တို့ blues တီးတဲ့နေရာမှာအသုံးများပါတယ်ဥပမာ travel blues လို့ဟာမျိုး minor blues လို့ဟာမျိုးဒီမှာထည့်တီးလေးရှိပါတယ် major 7 ကတော့ pop တခြင်းဒီမှာသုံးထားရှိပါတယ်နောက်တစ်ခုကကျွန်တော်တို့စကားစတုံး tritone အနေနဲ့လည်းတီးလို့ရပါတယ် dominant 7 chord ကိုတီးမယ်ဆိုရင်ဘာလို့ tritone လို့ခေါ်လဲဆိုရင် tritone ရဲ့ဖွဲ့စည်းတည်ဆောက်ပုံက that နဲ့ 7 note နှစ်ခုတွေကိုပဲကင်ရတာပါ root နဲ့ fifth ကိုရှောင်ရပါတယ်အဲ့တော့ that နဲ့ 7 ကြားမှာ3 whole step ရှိပါတယ်နော်7နဲ့ that ကြားမှာလည်း3 whole step ရှိပါတယ်ဒါ
ဒါကြောင့်မလို့ကျွန်တော်တို့က tritone လို့ခေါ်ခြင်းဖြစ်ပါတယ်ဥမာ C dominant 7ကိုကြည့်မယ်ဆိုရင် C ရဲ့ dot note က E နော် E နဲ့ကျွန်တော်တို့ dominant 7ရဲ့ flat 7က B flat E နဲ့ B flat ကြားမှာဆိုရင်3 whole steps interval ရှိပါတယ်အဲ့တော့ E ကနေ F sharp 1 whole step F sharp ကနေ G sharp 1 whole step G sharp ကနေ B flat ထိနောက်ထပ် another whole step ဆိုရင်3 whole step ပြေးသွားပါတယ် B flat ကနေ E ကိုကြည့်မယ်ဆိုရင် B flat ကနေ C က1 whole step C ကနေ D က1 whole step D ကနေ E ဆိုလို့ရှိရင်လည်းနောက်ထပ်1 whole step ဖြစ်တဲ့အတွက် B flat ကနေ E ကြားမှာလည်း3 whole step ရှိပါတယ်ဒါကြောင့်ကျွန်တော်တို့က tritone လို့ခေါ်ခြင်းဖြစ်ပါတယ်ဒါကြောင့်7 chords တွေကရေးကြည့်လဲဆိုရင်ပို့ပြီးတော့ bridge ဖြစ်တယ်ပို့ပြီးပြည့်တယ်ပို့ပြီးတော့နော်ကြကြပြည့်ပြည့်ရှိတာကြောင့်မလို့7 chord တွေကိုကျွန်တော်တို့လေ့ကျင့်ဖို့လိုအပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်